နောက်တစ်ခုကကြတော့တာဖောင်နဲ့တဲဖောင်ပေါ့နော်တာဖောင်နဲ့တဲဖောင်ကသူတို့ကအကုန်လုံးတူတူပဲတာနဲ့တဲနဲ့ပဲကွာသွားတာပြောင်းပုံပြောင်းနေတဲ့အကုန်လုံးတူတူပဲဆိုတော့ကတခါလေးရောပြီးတော့ပြောလိုက်မယ်ပေါ့နော်အဲ့တော့တာဖောင်ဆိုတာဒီခဲ့တယ်အဲ့တော့ခဲ့တယ်ဆိုတော့ဘာရဲ့ပလိန်ဖောင်ဖြစ်သွားမလဲဆိုတော့မရှိတာရဲ့ပလိန်ဖြစ်သွားမယ်နော်ခုနကတော့တင်ခဲ့တာက G-Shock case ဆိုတာက dictionary found သူကဘာရဲ့ပလိန်လဲဆိုလို့ရှိရင် mass found ရဲ့ပလိန် buff ကို mass ကတာကိုပလိန်ပြောပါဆိုရင် dictionary found နဲ့ပြောရမယ်နော်အဲ့လိုမဟုတ်ဘဲနဲ့မရှိတာကိုပလိန်ပြောပါဆိုရင်တာ found နဲ့ပြောရမယ်နော်တဲ့ရတော့တဲ့ပဲပေါ့နော်တဲ့ရတော့တဲ့ပဲပလိန်တော့မဟုတ်ဘူးတဲ့ရတော့အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းပဲ group နဲ့တွားတယ်ပေါ့နော်။ तू ကဘယ်ဟာပြောင်း group အလိုက်တွားမယ်ပေါ့ buff တွေဆိုလို့ရှိရင်အဲ့တော့ group 1 group 2 group 3ဆိုပြီးတော့ group 3မျိုးနဲ့တွားမယ်။အဲ့တော့တွားတဲ့နေရာမှာဒီတတို့တဲ့တို့9တို့ကိုမရခင်မှာတရှိတို့ဒီ G-Shock case dictionary found ကိုရထားမှရမယ်။ပြောချင်တာ G-Shock case ကိုမကြည့်ညက်ဖဲနဲ့ဒီဘက်ကကောင်နေတာမပြောင်းဘူး။ G-Shock case ကိုရမှာကျန်တဲ့ဟာတွေပြောင်းပြီးကိုကြည့်မယ်။အဲ့တော့အခုဒီဗီဒီယိုကြည့်တဲ့အချိန်မှာ G-Shock case ကိုပြောင်းတက်သွားမယ်။ပြောင်းတက်သွားပြီဆိုတဲ့အခြေအနေရောက်မှဒီဘက်ကဥစ္စာကိုကြည့်မှာ။အဲ့တော့ group 1မှာဆိုလို့ရှိရင် သူကခုန dictionary found ပြောင်းခဲ့တော့က group 1နေအားလုံးဘာ found ပြောင်းရမယ်လို့ပြောထားလဲဆိုတော့ e ကနေဥရန်ပြောင်းရမယ်လို့ပြောထားတယ်เนาะ dictionary found ပြောင်းမယ်ဆိုလို့ရှိရင် group 1နေဒီ e လိုင်းကနေဥတိုင်းပြောင်းမယ်ဆိုတော့ group 1နေအကုန်လုံးဒီဥနဲ့စုံနေမယ်အဲ့တော့ဒီမှာကြည့်လိုက်ဥစုရုမူနုပုခုကုစုဒါတွေအကောင်လုံးကဘာတန်းလဲဆိုတော့ဥတန်းနေဘာဖြစ်လို့လဲgroup 1ဆိုရင်သူက dictionary found မှာအကုန်လုံးကိုဥတိုင်းပြောင်းခဲ့တယ်ဆိုတော့ဒီမှာ group 1နေဆိုရင်ကျင်းတွေပါဥ line နေဖြစ်မယ်เนาะအဲ့တော့ဥ line နေချင်းတူတူတောင်မှ तू ကလေပြောင်းနည်းကို3ခုခွဲလိုက်မယ်3မျိုးခွဲလိုက်မယ်ပေါ့เนาะဥတို့စွတ်တို့ရုတို့အဲ့လိုကောင်းနေနဲ့စုံတာကိုတစ်ခုမှုတို့နုတို့ဘူးတို့နဲ့စုံတာကိုတစ်ခုเนาะခုကူစုဆိုရင်တစ်ခုပေါ့เนาะအဲ့တော့ခွဲလိုက်မယ်အဲ့တော့ဒီကောင်းတွေကဘာကိုပြောချင်တာလဲဆိုတော့ဥပမာဥဆိုတာ e ဥအဲ့လိုမျိုးဥနဲ့စုံတဲ့ကောင်လို့เนาะစွတ်ဆိုလဲတဆအဲ့လိုမျိုးစွတ်နဲ့စုံတဲ့ကောင်လို့ပေါ့เนาะအဲ့လိုရုဆိုလဲစခုရုဆိုပြီးရုနဲ့စုံတဲ့ကောင်လို့အဲ့လိုမျိုးတအုပ်စုပြောင်းလိုက်တာပေါ့เนาะအဲ့တော့ဒီဥကိုစွတ်တို့ရုတို့နဲ့စုံတဲ့ back group တွေဆိုလို့ရှိရင် buff တွေဆိုလို့ရှိရင်ပေါ့เนาะသူတို့ဖြုတ်ပြမယ်ဥစုရုကိုဖြုံမယ်အနောက်ကဘာပေါင်းမလဲချီ size တဲ့ပေါင်းမယ်ချီ size တဲ့ပေါင်းမယ်ရမယ်เนาะအဲ့တော့ example ပြမယ် e ဥခုနပြောသွားတယ် e ဥစကားပြောသည် e mass ကနေလာတာ e mass group 1 e ဥ dictionary found ပြောင်းထားတာ e ဥဆိုတော့ဥနဲ့စုံတယ်ဥနဲ့စုံရင်ဒီမှာပြောပြီးသားဥကိုဖြုတ်ဥကောစွတ်ကောရုကော3ခုနဲ့စုံရင်သူတို့ကိုဖြုတ်ပြီးချီ size တဲ့နဲ့ပေါင်းပါဆိုတော့ကဥနဲ့စုံတဲ့ကောင် e ဥရှိမယ် e ဥကိုဖြုတ်ပြီးတော့စစ်တဲ့ပေါင်းလိုက်တော့ it တဲ့ရမယ်နော်စစ်အသေးလေးတဲ့ပေါင်းလိုက်တော့ it တဲ့ရမယ်နော်နောက်တစ်ခုကကြတော့တကယ်လို့ဒီနေရာမှာတာဖောင်ဆိုရင် it တာဖြစ်သွားမယ်ပေါ့နော်သူကပြောင်းနေရအကုန်လုံးတူတူပဲအဲ့တော့တစ်ဆက်တည်းပြောသွားမယ်ဥစုရုနဲ့ဆိုရင်ဥစုရုကိုဖြုံမယ်ချီဆိုင်ဆွတဲ့ပေါင်းမယ်ဒါကတဲ့ဖောင်အတွက်တကယ်လို့တာဖောင်ဆိုရင်တခါလေးပြောလိုက်မယ်အကုန်လုံးကတူတူမဟုတ်လို့တာဖောင်ဆိုရင်ဥစုရုကိုဖြုတ်ပြီးဘာပေါင်းမလဲချီဆိုင်ဆွတာပေါင်းမယ်အဲ့တော့ဒီမှာ it တဲ့ဒါမှမဟုတ် it တာလို့ပုံစံဖြစ်သွားမယ်เนาะပြီးသွားရင်ခုနကပြောတဲ့ဆွဆိုလို့ရှိရင်ဘာရှိလဲတဆွပေါ့နော်မတက်ရက်တယ်ဆိုတဲ့တဆွဆိုလို့ရှိရင်တဆွဆိုရင်ဘာဖြစ်သွားမလဲဆိုတော့စကိုဖြုတ်လိုက်တော့တတဲ့ဖြစ်သွားမယ်တာဖောင်ပြောပါဆိုရင်တဆိုပြီးဖြစ်သွားမယ်เนาะပြီးသွားလို့ရှိရင် root နဲ့ဆိုရင်အတိုင်းပဲစခုရုဆိုရင် root ကိုဖြုတ်ပြီးချီဆိုင်ဆွတဲ့ချီဆိုင်ဆွတာပေါင်းမယ်အဲ့တော့စခုတဲ့စခုတာအဲ့လိုအဓိပ္ပာယ်ဖြစ်မယ်နောက်တစ်ခုက group 1နဲ့မှာမူတို့နုတို့ဘူးတို့နဲ့စုံတယ်မူဆိုတာယောမိမတ်ယောမှုဆိုတဲ့ဟာမျိုးပေါ့နော်ပြီးသွားရင်ဒီမှာဘူးဆိုရင်မုစုဘူးဆိုတဲ့အဓိပ္ပာယ်ရှိမယ်เนาะမုစုဘူးချီနှောင်နေတို့နုဆိုလို့ရှိရင်လည်းတရှိပါစထဲမှာပေါ်လို့နုနဲ့စုံတဲ့ကောင်တွေလည်းရှိရပေါ့နော်ဆိုတော့အဲ့လိုမူတို့နုတို့ဘူးတို့နဲ့စုံတဲ့ buff တွေဆိုရင်မုနုဘူးကိုဖြုတ်ပြမယ်နော်ဖြုတ်ပြပြီးတော့ဘာနဲ့ပေါင်းပါလဲ on တဲ့ဒါမှမဟုတ်ရင် on ဒါနဲ့ပေါင်းမယ်တာဖောင်ဆိုရင်တော့ on ဒါပေါ့နော်တဲ့ဖောင်ဆိုရင်တော့ on တဲ့ပေါ့နော်အဲ့လိုမျိုးပေါင်းမယ်အဲ့တော့ဥပမာပြောကြည့်မယ်ယောမိမတ်ယောမှုဖတ်တီဆိုတာရှိရနော်အဲ့တော့မုနဲ့စုံတဲ့မုကိုဖြုတ်ပြီး on တဲ့ပေါင်းမှာဆိုမုကိုဖြုတ်ပြီးဘာဖြစ်သွားမလဲယွန်းတဲ့ on တဲ့ပေါင်းလိုက်တော့အတန်ထွက်ကယွန်းဆိုတဲ့အတန်ထွက်ဖြစ်မယ်နော်ယွန်းနဲ့ on နဲ့ပေါင်းတော့ယွန်းတဲ့ဒါမှမဟုတ်ရင်ယွန်းဒါနော်တကယ်လို့တာဖောင်ပြောင်းမှာဆိုရင်ယွန်းဒါ on ဒါပေါင်းမှာယွန်းဒါဆိုပြီးဖြစ်သွားမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကခုကုစုကိုကြည့်မယ်နော်သူကြတော့ခုဆိုရင်じゃခုနဲ့ဆိုရင်ခုကိုဖြုတ်ပြပြီးတော့ it တဲ့တကယ်လို့တာဖောင်ပြောင်းမှာဆိုရင် it ဟုတ်ပြီနော်ပြီးသွားရင်ဂုနဲ့ဆိုရင်ဂုနဲ့ဆုံးနေဆိုရင်ဂုကိုဖြုတ်ပြီးတော့ it တဲ့တာဖောင်ပြောင်းမှာဆိုရင် it ဥမာအိုရောခုရေကူးတယ်ဂုနဲ့ဆုံးနေဂုကိုဖြုတ်ပြီးတော့ it တဲ့ပေါင်းမယ်အဲ့တော့ဘယ်လိုဖြစ်သွားမလဲကြည့်မယ်နော်အို
すみませんおよくဂုနဲ့ဆုံးတယ်ဂုကိုဖြုတ်ပြီးတော့ဤတဲ့ပေါင်းတော့အိုယောဤတဲ့เนาะတကယ်လို့တဖောင်ဆိုရင်အိုယောဤဒါဆိုပြီးဖြစ်သွားမယ်เนาะဟိုက်နောက်တစ်ခုကကျတော့စုနဲ့ဆုံးတဲ့ကောင်ဆိုရင်စုကိုဖြုတ်ရှိတဲ့ပေါင်းဥပမာဟာနာစုစုနဲ့ဆုံးတဲ့စုကိုဖြုတ်ပြီးရှိတဲ့ပေါင်းနဲ့ဟာနာရှိတဲ့တဖောင်ဆိုရင်ဟာနာရှိတာအဲ့လိုဖြစ်သွားမယ်เนาะဒါကကြတော့ဂရုဝမ်းကြီးပဲเนาะဂရုဝမ်းထဲမှာသူက3ခုခွဲတယ်ဂရုဝမ်းဆိုတာဒီသူကဣတန်းတွေကိုဥလိုင်းပြောင်းထားတာအဲ့တော့ဂရုဝမ်းနဲ့ဆုံးသမျှဒီဥလိုင်းနေကြီးပဲအဲ့ဒီဥထဲမှာဥစုရုဥလို့စွတ်တူရုလို့နဲ့ဆုံးလို့ရှိရင်ချီဆိုင်စွတ်တဲ့ချီဆိုင်စွတ်တာတဖောင်ဆိုရင်ချီဆိုင်စွတ်တာတဲ့ဖောင်ဆိုရင်ချီဆိုင်စွတ်တဲ့မုလို့နုလို့ဘူးလို့နဲ့ဆိုရင်ဖြုတ်ပြီးတော့ on တဲ့တဖောင်ဆိုရင် on တာခုဆိုရင်ခုကိုဖြုတ် it တဲ့ it တာခုဆိုရင်ခုကိုဖြုတ် it တဲ့ it တာနောက်တစ်ခုကစုဆိုရင်စုကိုဖြုတ်ပြီးတော့ရှိတဲ့ရှိတာပေါ့နော်ဒါက group 1အတွက်ပဲရှိတယ်အဲ့တော့ group 2ကိုကြည့်မယ် group 2ကြောင့်နည်းနည်းလွယ်တယ်သူက group 2တီဘယ်ကောင်နဲ့ဆုံးပါလဲဆိုတော့ dictionary form ကိုပြန်ကြည့်မယ်နော်အားကြောင့်ပြောဒီကောင်တွေပြောင်းဖို့က dictionary form မရရင်ပြောင်းလို့မရဘူးနော် dictionary form ကျင်းညက်မှလာကြည့်လို့ရမှာအဲ့တော့ group 2မှာဆိုရင် dictionary form ကိုပြန်ကြည့်ရအောင်နော်ဒါ group 2မှာဆိုရင် dictionary form မှာဘာရှိခဲ့လဲ root တွေနဲ့ဆုံးပါဘာနဲ့ဆုံးပါ dictionary form မှာ root တွေနဲ့တွေ့လားအဲနဲ့ပဲဆုံးဤတန်းနဲ့ပဲဆုံးဘာနဲ့ပေါင်းပါလဲ root နဲ့ပေါင်းပါဆိုတော့ dictionary form တွေဒီ root နဲ့ဆုံးခဲ့တယ်အခုတဲ့ form တာ form ကကြတော့အဲ့ဒီ root ကိုဖြုတ်ပစ်ပြီးတော့တဲ့ဒါမှမဟုတ်ရင်တာဆိုရင်တာပြောင်းလိုက်ရုံပဲเนาะဒီဝိုင်းဥမာနဲတို့အိတ်တယ်ဒါဆိုရင်အိတ်ပြီးလို့ပြောမယ်ဆိုရင် root ကိုဖြုတ်ပစ်လိုက်ရုံပဲနဲတဲ့အိတ်ခဲ့တယ်လို့ပြောမယ်နေတာတာပဲတို့ဆိုရင်တာပဲတဲ့တာပဲတာဆိုတော့သူက root နေရာမှာတဲ့တို့တာတို့ထည့်ရုံပဲပေါ့နော်နောက်တစ်ခုက group 3ကြောင့်နှလုံးမရှိခဲ့တဲ့အဲ့တုန်းကလည်းကြက်ခဲ့တယ်ခုရုဆိုတာဘယ်ကောင်ရဲ့ dictionary form လဲ dictionary form ကိုပြန်ကြည့်မယ်နော်ခုရုဆိုလို့ရှိရင်သူက Kimas ရဲ့ dictionary form စုရုဆိုတာ Shimas ရဲ့ dictionary form အခုတဲ့ form ကြရင်အလုပ်ကြည့်ရမယ်ခုရုဆိုရင် kit တဲ့စုရုဆိုရင်ရှိတဲ့တာ form ကြတော့ခုရုဆိုရင် kita စုရုဆိုရင်ရှိတာတနည်းအားဖြင့်သူဒီ Kimas ကို mass ဖြုတ်ပြီး kit တဲ့ဖြစ်သွားတာ Shimas ကို mass ဖြုတ်ပြီးရှိတဲ့ဖြစ်သွားတာတချို့ကျတော့ mass form နဲ့တင်တယ်တချို့ကျတော့ dictionary form ကနေပြောင်းတာပို့ပြီးတော့အားပေးတယ်နောက်ပိုင်းကျရင် dictionary form တွေပဲကိုင်ရမှာမို့လို့အခုတည်းက mass form ပြောင်းနေမဟုတ်ဘဲနဲ့ dictionary form ကနေတဲ့ form တာ form ပြန်ပြောင်းတာအဲ့လိုပုံစံမျိုးရအောင်ကြထားမယ်ပေါ့နော်ဆိုတော့ကပြီးသွားပြီပေါ့နော်ဒီဥစ္စာပါပဲတဲ့ form နဲ့တာ form သူကတဲ့ form တာ form ပြောင်းနေရအတူတူပဲ